AI agent ကိုခေါင်းစားစရာမလိုပဲနဲ့သုံးလို့ရမယ်နီးလေအခုတကရှာဖွေထားတဲ့ tools တစ်ခုကိုပြောပြပေးလိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့နည်းနည်းလေးရှင်းပြခွင့်ပေးပေါ့နော်။ဆိုလိုရင်းမရဘူးလို့ပြောနေတဲ့သူတွေအတွက်လည်းပြောချင်တာရှင်းပြပြီးမှဘာလဲဆိုတာသိမှာမလို့ရှင်းပြခွင့်လေးပေးပါ။အဲ့ဒီ tools က NHNO လိုမျိုး workflow တိဆောက်စရာမလိုပြောချင်တာက step by step trigger တွေကို design လုပ်စရာမလို prompt ပဲရေးလိုက်တာနဲ့ရပြီ။နောက်တစ်ချက်ကကြတော့သူက API key တွေမလိုဘူးဒီနေရာမှာနော် API key မလိုတာနဲ့တော်တော်လေးအဆင်ပြေတယ်။ NHN တို့မှာကျတော့ API key လိုတယ် API key ကလည်းကိုသုံးတဲ့ tools တွေပေါ်မူတည်ပြီးတော့ဈေးပြောင်းလဲရှိရဈေးကြီးရည်လည်းအများကြီးပဲပေါ့နော်။နောက်တစ်ခုကကြတော့ API key မလိုတာဖြစ်တဲ့အတွက် technical issue တွေတက်စရာလည်း chance နည်းတယ်။ဒီလိုမျိုး ChatGPT နဲ့ရင်းနှီးပြီးသားဆိုရင်သုံးလို့ရတယ်ဒီ tools ကိုပေါ့နော်။အဲ့ဒီ tools တွေမှာဘာလုပ်လို့ရလဲဆိုတော့သူက workflow တွေနောက်တစ်ခုက AI agent ပေါ့။ဥပမာဆိုရင်report ထုတ်ချင်လားရတယ် content တွေ publishing လုပ်ချင်လားရအဲ့တော့ API key တွေမသုံးတော့ဘာနဲ့သွားသုံးလဲဆိုတော့ Google Sheet တို့ Google Doc တို့ Telegram တို့အခြားသော CRM HubSpot တို့ Slack တို့နဲ့ချိတ်ဆက်သွားတာဖြစ်ပါတယ်ဆိုတော့ဒီမှာလေးဖော်ပြတဲ့ tools တွေနဲ့ချိတ်ဆက်သွားတာချိတ်ဆက်ပြီးသွားပြီဆိုရင်သူကတခါတည်းအလုပ်လုပ်ပေးရအောင်ဆိုတော့ website တွေပါအစားသွားစစ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဆိုတော့လိုက်ကြည့်လိုက်မယ်ပေါ့နော်Okay ဆိုတော့လာပါပြီတွင်းလာပါပြီပေါ့နော်ဒါတော့ free credit ကိုပဲသုံးနေရပါတော့ဒီမှာဆိုရင်area သုံးတာနဲ့များသွားပြီဖြစ်တဲ့အတွက် credit တော့ short သွားပြီပေါ့နော်ဆိုတော့ဒါက report ကိုလုပ်နေရပါတော့ reporting ကိုသူ့ဟာသူလုပ်သွားတာဒီထဲမှာသုံးသွားတဲ့ sheet တွေနောက်တစ်ခုကကျတော့ data analysis အတွက်လိုတဲ့ tools တွေအကုန်လုံးပေါ့နော် Slack တို့အဲ့ဒီဟာတွေကိုသူ့ဟာသူချိတ်သွားတာချိတ်ပြီးသွားပြီဆိုရင်သူက final report ကိုထုတ်ပေးတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူ့ဟာသူပဲအစဆုံးဒီမှာပေါ့နော်အကုန်လုံးလုပ်တာ area တော့အပေါ်မှာ brown တော့တေချာပေးလိုက်ရတာပေါ့နော်ဆိုတော့အဲ့တိုင်းပဲနောက်ထပ်ခြားသော agents တွေလုပ်လို့ရတယ်ပေါ့နော်ဥပမာဆိုရင် Gmail နဲ့ချိတ်ချင်လားဒါမှမဟုတ် Google Sheet နဲ့ချိတ်ချင်လားဒီမှာသူပေးထားတဲ့ tools တွေရှိရပေါ့နော်ချိတ်လို့ရတဲ့ tools တွေရှိရ LinkedIn နဲ့ချိတ်ချင်လား social media posting အတွက်ပေါ့နော် social media နဲ့ချိတ်လို့လည်းရတယ်ပြီးတော့ဆို HubSpot တို့လိုလည်းချိတ်လို့ရတယ်Slack တို့လိုမျိုးလည်းချိတ်လို့ရတယ်ပေါ့နော် CRM system တွေနဲ့ချိတ်လို့ရတယ်ပြီးတော့ဆို content တွေရေးဖို့အတွက်ဒီလိုမျိုး Google Doc နဲ့လည်းချိတ်လို့ရတယ်ဆိုတော့လုံးဝဒီ workflow ကြီးကိုမလိုဘူးပေါ့နော်ဒီထားပြီးသားသူ့မှာဒီ template တွေရှိရပေါ့နော်အဲ့တော့ကိုကဒီ template တွေကိုပဲကြိုက်တယ်ဆိုလဲဒီ template ကိုပဲ brown နဲ့ထည့်လိုက်ရင်ရတယ်ဒီမှာ template တွေမှာအများကြီးပဲပေါ့နော်ကိုကဘယ်လိုလုပ်ချင်တာလဲဒီမှာဆိုရင်ကိုသွားချင်တာက B2B prospect hunter ဒါဆို sales အတွက်ပေါ့နော်ဆိုရင် founder တွေအတွက်နောက်တော့ကျ creator တွေအတွက်ဒါဆို marketer တွေအတွက်motivated seller lead hunter ပေါ့နော်ဒါဆိုလဲ sales အတွက်ပေါ့နော် agency ပိုင်ရှင်တွေအတွက် founder တွေအတွက်SOP တွေ SOW တွေအဲ့ဒီဟာတွေကိုအကုန်လုံးဒီမှာသူက prompt ကို ready made prompt ပေးပြီးသားအဲ့တော့ကိုကဒီထဲမှာကိုနဲ့ကိုက်ညီရဆိုရင်တခါတည်းသူ့ကို agent လုပ်လို့ရတယ်ဒါအပြင်ဒီ Telegram နဲ့လည်းချိတ်ဆက်ပြီးတော့ invoice တွေလည်းလုပ်လို့ရတယ်ပေါ့နော်တော်တော်လေးကောင်းတဲ့ agent tools ဖြစ်ပါတယ်free ပေးသုံးထားတာဖြစ်တဲ့အတွက်ကိုကကိုအရင်သုံးကြည့်လို့အဆင်ပြေရဆိုမှ upgrade လုပ်လိုက်ရုံပဲပေါ့နော်နောက်တစ်ခုကကျသူက cloud storage ဖြစ်တယ်ကိုယ့်ရဲ့ data တွေကိုသူ cloud ပေါ်မှာသိမ်းပေးထားတယ်ပေါ့နော်ဆိုတော့ဒီဥစ္စာကိုစမ်းကြည့်ခြင်းနဲ့ဆိုရင်ဆိုပြီးတော့တွားလို့ရတယ်ပေါ့နော် Okay ဆိုတော့ဒီလို AI automation တွေကိုစနစ်တကျသုံးခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းအတွက်တီးတီးတန့်တန့်တိစောက်ခြင်းနဲ့ဆိုရင် Area တို့စီမှာ101 class တွေ offer ပေးနေပါတယ်ဆိုတော့ဒီလိုမျိုး AI automation တွေကိုတော့101ပေးရခြင်းကတော့အခြားသော AI အနေနဲ့သူ့ပဲနဲ့ dedicated ဒီလုပ်ငန်းအတွက်ဆိုရင်ဒီလို workflow ဆိုပြီးတော့တွားရတာဖြစ်တယ်ပေါ့နော်ဟုတ်တယ်0တော့နည်းနည်းကြီးရဒါပေမဲ့ကိုယ့်လုပ်ငန်းအတွက်တီးတီးတန့်တန့်ဖြစ်တဲ့အတွက်အသုံးတဲ့စီမှာဖြစ်တယ်လူကိုယ်တိုင်ပါစရာမလိုပဲနဲ့ workflow ကြီးတစ်ခုကိုတိစောက်တာဖြစ်တဲ့အတွက်တည်တည်ချာချာတဦးချင်းကိုစီကိုပဲတင်ပြပေးခြင်းလို့ဖြစ်ပါတယ်ဒီလိုမျိုး AI automation တွေမဟုတ်ဘဲနဲ့ AI ကိုစနစ်တကျအခြေခံကနေလက်တွေ့လုပ်နိုင်တဲ့ဒီသွားခြင်းနဲ့လုပ်ငန်းခွင်မှာလက်တွေ့လုပ်နေတဲ့ tools တွေ trend ဖြစ်နေတဲ့ tools တွေကိုလေ့လာခြင်းနဲ့အခြေခံကနေ prompt ရင်းနှီးကနေစလေ့လာခြင်းနဲ့ဆိုရင် AI for practical use ဆိုတဲ့သင်တန်းရှိပါတယ်သင်တန်းမှာသင်ခန်းစာပြီး80နီးပါးနဲ့သင်တန်းသားလည်း900နီးပါးရှိပါတယ် live time ဆက်ပေးထားဖြစ်တဲ့အတွက်ကြိုက်တဲ့အချိန်ဝင်ရောက်လေ့လာလိုက်ရုံပဲပြီးသွားရင်ဆို edit တွေကိုလည်းအလင်းသင်သလိုတင်ပေးတယ်ဒါအပြင် digital marketing ကိုလေ့လာခြင်းနဲ့စာရေးကန်းအနေနဲ့ဒါမှမဟုတ်လည်း digital normal life freelance life ကိုသွားခြင်းလို့ digital marketing ကိုအခြေခံကနေလေ့လာခြင်းနဲ့ဆိုရင် digital marketing practical course ဆိုပြီး recording ရော Zoom class ကိုရှိပါတယ်ကိုနဲ့ကိုက်ညီမဲ့သင်တန်းကိုလာရောက်ဆောင်စမ်းလို့ရပါတယ်ဒါတော့သင်တန်းကြော်ညာလေးတစ်ဖြတ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုအများအတွက်အကျိုးရှိအောင်ပြန်လည်ကိုမျှခြင်းဖြင့်ကူညီနိုင်ပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye